စဉ်လေးကိုမှတ်မိကြသေးလား ဝိဆန်ချနီ ဟုတ်တယ်ဝိဆန်ချနီအကြောင်းလေးဖြစ်ပါတယ် ဝိဆန်ချနီ ဝိဆန်ချနီဝိဆ ဝိ န်ချ ဆန် နီ ချ ဆိုတာဘာလဲဆိုတာလေးကိုကြည့်ရအောင်နော် ပြန်နှွေးပေးပါဘောနော်ပြီးခဲ့တဲ့အပတ်ဟာလေးတွေမှတ်မိသွားအဲ့ဒီမှာမေးလို့ရတယ်နော်ကိုသိချင်တာလေးမရှင်းတာလေးတွေရှိရင် ဝိဆန်ချနီအကြောင်းလေးကိုပြန်နှွှေးပေးပါမယ်ဝိဆန်ချနီဝိဆန်ချနီပေါ့နော်ဝိဆန်အဲ့ဒီမှာရောကိုတွေ့လို့ရှိရင်ဘယ်လိုပေါင်းမလဲစောရောဟန်လို့ဆိုမယ်နော်စောရောဆိုစောရောဟန်ဆိုရင်စန်ဆိုတဲ့အတန်ကိုရမယ် သောတော့ဆန် စန်ဘယ်လိုအတန်လဲဆိုစောสือမှာကနော်နိုပေါ့နော်ဝိဆန်ချနီအဲ့မှာဝိဆန်ချနီမှာချောအမှာစရအလေးကဖြောက်ထားနော်ဝိဆန်ချနီယောယကာရန်ယောယကာရန်မှာကာရန်ကိုအတန်ထွက်စရာမလိုဘူးဝိဆန်ချနီဆိုတာဘာလေးလဲပေါ့နော်မေးပြီးတော့ပါဝိဆန်ချနီဆိုတာဘာလေးလဲကိုကြည့်အောင်ဝိဆန်ချနီဆိုတာကစရအသင်္ကေတလေးပေါ့နော် တရဆိုင်စရအသင်္ကေတလေးကိုခေါ်တာဖြစ်ပါတယ်ဝိဆန်ချနီခေါင်းစဉ်လေးမှာလေ့လာကြရမယ့်အပိုင်းလေးနှစ်ပိုင်းခွဲထားပါတယ်ပထမပိုင်းလေးက ဝိဆန်ချနီ ใช่ค่ะคำประวิสัญชนี ဝိဆန်ချနီ ค่ะနောက်ထပ်ဒုတိယအပိုင်းလေးလေ့လာမှာတော့ဝိสัญชนีမှာနှစ်ပိုင်းခွဲထားတယ်နှစ်ပိုင်းလေ့လာမယ်ပေါ့နော်คำที่ไม่ประวิสัญชนีပေါ့နော်คำไม่ประวิสัญชนี ဝိဆန်ချနီ အဲ့မှာပရဆိုတာရယ်မိုက်ပရဆိုတာရယ်ကွာခြားချက်လေးကိုသိဖို့ရအတွက်ကျွန်တော်တို့ဒီကံပရဝိဆန်ချနီဝိဆန်ချနီသင်္ကေတလေးဖော်ပြထားတဲ့စကားလုံးကံမိုက်ပရဝိဆန်ချနီဆိုတာတော့ဝိဆန်ချနီသင်္ကေတလေးမဖော်ပြမနဲ့အနဲ့ပေါင်းရတဲ့စကားလုံးလေးတွေအကြောင်းလေ့လာမှာဖြစ်တယ်ပေါ့နော် အပါတဲ့စကားလုံးနဲ့မပါတဲ့စကားလုံးပေါ့နော် ဒါပေမဲ့ပေါင်းတဲ့အခါမှာပါဠိထည့်ပေါင်းမယ် ဟုတ် အဲ့ဒီစရအလေးနဲ့ပဲပေါင်းပေးရမှာပေါ့နော် ဥမာကောကပါလို့ရှိရင် तू ကဘာဖြစ်မလဲ ပရဝိဆန်ချနီ คำปราวิสัญชนีဖြစ်မယ်နော်တကယ်မို့အနောက်မှာကောစလာမပါပဲနဲ့အတန်ကြီးထွက်နေရလို့ရှိရင်အဲ့ဒါက ไม่ปราวิสัน ပရာမိုက်ဆိုတော့မပါတာကိုပြောတာလေနော်စရာမပါဘူးဒါပေမဲ့သူ့ကိုအတန်ထွက်ရမှာပေါ့အဲ့ဒါကိုမိုက်နဲ့တုံးတယ်နော်မိတ်ပရာဝိဆန်ချနီတကယ်မို့คำปราวิสัญชนีဆိုရင်အနောက်မှာဒါလေးပါနေမယ်နော်အဲ့ဒါပါပဲနော် ค่ะ ပါတာနဲ့ကိုဖြောက်တာနဲ့ပေါ့အဲ့ဒါလေးပဲကွာတယ် คำปราวิสัญชนีနဲ့คำไม่ปราวิสัญชนีကိုဘယ်လိုကြည့်ရင်သိနိုင်မလဲပြီးရင်ဘယ်လိုလေးတွေအတန်လေးတွေထိန်းထွင်းရမလဲဆိုတာလေးပါတခါတည်းဟိုပေါ့ပုံသေးနီးလေးနဲ့ပေးသွားမှာဆိုတော့မှတ်နီးလေးပေါ့နော်ပေးသွားမှာဆိုတော့အားလုံးတူတူကြည့်ရအောင်နော်ဆက်ပြီးတော့ဝိสัญชนีမှာคำปราวิสัญชนีကိုစကြည့်မယ်ဆရာမအဲ့မှာရွေးပေးထားတာပေါ့နော်ဟုတ်44လုံးထဲမှာအကုန်လုံးတော့မယူလာဘူးအ ਨੇ အကျဉ်းဒါမှအတတ်နိုင်ဆုံးတော့စုစည်းလာပေးတယ်ပေါ့နော်အဲ့ဒီမှာပထမအဆုံးခမ်ပရဝိဆန်ချနီကိုဘလို့စကားလုံးမျိုးလေးတွေကိုခေါ်တာလဲဘလို့တတိထားပြီးကြည့်ရမှာလဲဆိုတာပေါ့နော်နံပါတ်1အချက်မှာပရဝိဆန်ချနီမှာတော့နှစ်ပိုင်းခွဲနေသေးတယ်နံပါတ်1คำที่มีรูปสระอะผสมอยู่พยางค์หน้าให้อ่านออกเสียงอะครึ่งเสียง คำที่มีรูปสระอะผสมဆိုတာယောနောပါဝင်နေတာပြောတာပေါ့နော်อยู่พยางค์หน้าဆိုတာတော့စကားလုံးရဲ့ရှေ့မှာมีรูปสระอะကဘယ်မှာရှိနေမှာလဲอยู่พยางค์หน้าစကားလုံးရဲ့ရှေ့မှာให้อ่านออกเสียงအတန်ကိုထွက်ရမယ်ဘယ်လိုထွက်မလဲขึ้นเสียง เสียงအတန်တော်ပဲထွားမယ် အဲ့ဒီတော့စရအကိုဆရာမတို့ကအဆိုတာအောအန်ကအလဲတန်ကိုတန်တိုတရနဲ့ပေါင်းရင်အဲ့ဒါเอกအတန်ครึ่งเสียงဖြစ်နေပြီတာပဲဆိုတော့မှဟုတ်တယ်မလားခေါ်ခိုင်အမြင့်တန်အခစွန်စုံကိုလည်းဒီစရအနဲ့ပေါင်းတဲ့အခါမှာเอกအတန်ဖြစ်နေပြီတာပဲခေါ်ခွိုင်အခစွန်တမ်ဆိုတဲ့အနှိမ့်တန်နေမှာတန်တိုတရနဲ့ပေါင်းတဲ့အခါမှာသရီတန်ထွက်ရတယ်လေဟုတ်တယ်မလားပြီးတန်ထွက်ရတယ်ဒါပေမဲ့คำที่ปราวิสัญชนีစကားလုံးလေးတွေကိုပေါင်းတဲ့အခါမှာအနှိမ့်တန်ကိုတန်တိုတရနဲ့ပေါင်းတဲ့အခါမှာဆရာမတို့ဒီပုံသင်နည်းတိုင်းသွားတော့သရီတန်မထွက်တော့ဘာတန်မထွက်မလဲ तू ကအရှိဆုံးမှာရှိနေခဲ့မယ်ဆိုရင်နော်မှန်မှာတော့လွယ်လေးပါပဲအမြင့်တန်နဲ့အလဲတန်တိတ်မရှုပ်ဘူး तू ကဘယ်လိုပဲဖြစ်တန်တိုတရနဲ့ပေါင်းရင်ဧကတန်ထွက်နေပြီသားလေဟုတ်တယ်မလားအဲ့မှာနည်းနည်းလေးခက်မှာဒီအနှိမ့်တန်တွေပဲအဲ့တော့ဆရာမအနှိမ့်တန်တွေကိုများများရှာလာပေးထားတယ်ပေါ့နော်ဒီတစ်ပတ်မှာဒီတော့ဒီဥပမာအဖြစ်ခေါ်ဆိုရင်ခါဆိုတဲ့3တန်ချိန်မဲခါ
ใช่ไหมคะเมคอนလေးတွေရဲ့နောက်မှာထည့်လေอะไรนะคะชื่ออะไรคะสบายดีไหมคะအဲ့ဒီคะဆိုတဲ့သတိတန်လေးကိုစကားလုံးတစ်လုံးရဲ့ရှေ့ဆုံးမှာတွေ့လာရတယ်ဆိုရင်ပေါ့နော်ဟုတ်ပြီใช่ไหมคะคะမေကွန်လေးတွေရဲ့နောက်မှာထည့်ရတဲ့စကားလုံးမင်းကလေးတွေပြောတဲ့ဝါကျနောက်မှာထည့်ရတာပေါ့နော်โอเคအဲ့ဒါဆိုရင်ဒီခေါ်အခါပဲဖြစ်စေနော်အနာပဲဖြစ်စေရှေ့မှာရှိလာမယ်စကားလုံးတစ်လုံးရဲ့ရှေ့မှာရှိလာမယ်ဆိုရင်သူ့သတိတန်နဲ့မဆိုတော့ဘယ်လိုဆိုမလဲ တန်တော်ပဲဆိုမှာ ครึ่งเสียงมาထွက်ရမယ်ဥပမာအဖြစ်ခေါ်คะလို့ထွက်တယ်နော်အာနာไม่โทร နာ နာသတိတတ်မယ်နော်ခေါ်လည်းคะသတိတတ်မယ်နော်အာနာไม่โทรလဲနာ နာ ဒါမဲ့ဒါတန်တို3နဲ့တန်ရှည်3ပဲกว่าသွားတာဒါပေမဲ့နှစ်ခုကိုပေါင်းထွက်လိုက်တဲ့အခါမှာခနာလို့ဆိုမှလားခနာလို့ဆိုမှလား နာ ခနာလို့ဆိုရမယ်အဲ့လိုလေးဖြစ်သွားတယ်ပေါ့နော်โอเคနော် ဘာဖြစ်လို့ခနာလို့ဆိုခိုင်းတာဘာဖြစ်လို့ခနာလို့မဆို အဲ့ တာ ဘာလို့ခနာလို့မဆိုပဲခနာလို့ဆိုရတာလေ ဒီမှာကြည့်သူပြောတာတဲ့တွေ့လား အေးရကြီးရှိနေရင်နောက်ကစရစရအာကအတန်တော်ပဲထွက်အောင်ပါအဲဒါကြောင့် ပြရဘာပြီးရှိနေလဲ အရှိကအနည်းတန် အရှင်းကစကလုံးမှာစရအနိမ့်တန်မှာပြောလို့တာမဟုတ်တော့အနိမ့်တန်အမြင့်တန်အလဲတန်အကုန်လုံးကိုပြောဒါပေမဲ့အလဲတန်နဲ့အမြင့်တန်ဒီတန်တူတရာနဲ့ဘာအတန်ဖြစ်နေရလဲ ဧကတန် မဖြစ်နေပြီတာအဲ့ဒါအထူးသတိထားမဲ့အပိုင်းကဘယ်သူဖြစ်သွားတာလဲ အန အနိမ့် ည်း တ တ န် န် ဖြစ်သွားတာအဲ့တော့အနိမ့်တန်နဲ့ပေါင်းရင်ဆိုပြီးမှတ်မယ်ပေါ့နော်အနိမ့်တန်ကိုရှေ့ဆုံးမှာစရအချွင်းချက်တရ32တန်နဲ့မှာဘယ်တရနဲ့ပေါင်းမှလဲစရအမှတာလဲရှေ့ဆုံးမှာလဲရှိနေမှတာလဲစရအကครึ่งเสียงထွက်ပေးရမယ်တဲ့နော်ဟုတ်ပြီလားโอเคအဲ့ဒါဆိုရင်ဒါဘာကြောင့်ခနာလို့ဆိုရတာလဲဆိုတော့အဲ့ဒီအနိမ့်တန်ခေါ်ခွိုက်ကိုစရအဆိုတဲ့ဝိစံချနီလေးနဲ့ပေါင်းလိုက်တာဖြစ်တဲ့အတွက်အဲ့ဒီခေါ်အခဘယ်မှာရှိနေလဲစကလုံးရဲ့ရှေ့ဆုံးမှာရှိနေတဲ့အတွက်စရအနဲ့ပေါင်းထားတဲ့စကလုံးဒီရှေ့ဆုံးမှာရှိနေတဲ့အတွက်ออกเสียงครึ่งเสียงအတန်ကတဝက်ထဲထွက်ရခြင်းဖြစ်ပါတယ်ပေါ့နော်โอเคတယ်နော်โอเคအဲ့ဒါဆိုရင်သူ့အတူကောင်းမှတ်နည်းလေးကတော့သူကပရဝိစံချနီဆိုပရဆိုတာပေါ်ပြထားတာဖြစ်တဲ့အတွက်ဘာဖြစ်ရမလဲဆိုမြင်နေရမယ်နော်မမြင်ရတဲ့စကားလုံးဆိုမရဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီပရဝိစံချနီမှာခေါင်းစဉ်တစ်ခုရှိသေးတယ်နှစ်ပိုင်းခွဲထားသေးတာမို့လို့နော်အဲ့တော့အတူကောင်းအနေနဲ့မှတ်မယ်ဆိုရင် hen ဘာကို hen ကမလဲစရအ အ ဘယ်မှာတွေ့ရမလဲစရအက ယူနာ ယူနာဘယ်ရဲ့ယူနာလဲဆိုစကလုံးရဲ့အရှိဆုံးမှာရှိရမယ်နော်ဝတ်ကြောက်ပြောတာမဟုတ်တော့အဲ့ဒီစကလုံးတစ်လုံးရဲ့အရှိဆုံးမှာရှိရမယ်အဲ့ဒီတော့ออกเสียงครึ่งเสียงဆိုပြီးဒီစာကြောင့်အရှိကြီးကိုဆရာမအဲ့လောက်ခြုံလိုက်တာပေါ့နော်ဟုတ်ပြီနော်ဒီတိုင်းလေးကြည့်နားလဲလွယ်မယ်ထင်ပါတယ်နော် hen ယူနာออกเสียงครึ่งเสียงတကယ်လို့ไม่ hen ဆိုရင်ရောဘယ်လိုထွက်ရမလဲဆိုတော့သူကနောက်တစ်ပိုင်းအနေနဲ့ရှိသေးရဲ့လေနော်โอเคအဲ့ဒါဆိုရင်ဒီပရဝိစံချနီရဲ့ပထမအဆုံးအပိုင်းလေးကိုကြည့်ရအောင်နော်အားလုံးทันไหมคะมีလား ဟန်ခါ โอเคဒါလေးကကျွန်မတို့ပြီးခဲ့တဲ့အပတ်လည်းသင်ပြီးသားဆိုတော့နည်းနည်းလေးနှွေးတဲ့သဘောပေါ့နော်အဲ့ဒီတော့ဒီမှာပရဝိစံချနီคำที่ปรวิสัญชนีပေါ့နော်ပထမအဆုံးคำที่ขึ้นต้นด้วยဆိုတာတော့ဗာလဲအစပြုတယ်ဗာနဲ့အစပြုတယ်ကနဲ့အစပြုတဲ့စကားလုံးคำที่ဆိုတာคำဆိုတာစကားလုံးနော်ကနဲ့အစပြုတဲ့စကားလုံးလေးအနေချင်းကြည့်အောင်ဗာရှိမလဲဘယ်လိုအတန်ထွက်မလဲ တတိ အတိတ်ပဲလေဟာ တတိအုံနု နု ဘုံတို့နောက်တစ်ခု ကလာ အာအမခွတ် အမခွတ်နောက်တစ်လုံး ပထုပ် ปัดพบ ထိခိုက်တယ်กัดทัดรัดทาลัด ကတ်ထတ်လတ် กัดทัดรัด ကတ်ထတ်လတ်ထတ်နဲ့လတ်မှာတရီတန်နော်ကတ်ထတ်လတ် รัดรัด တင်အတက် กะโหลก ဟာကလောကဘာကြီးတော့ สุกังขุ နောက်ထပ် กับพราว พราว พราว กับพราว กับพราวကဘာကြီးတော့ กับพราว ဖဖောင်းလို့အရေးပေးထားတယ်နော် အင်းစင်ကဖောင်း နောက်ထပ် กะเทียม ဟုတ်ပြီအဲ့ဒါကို
ကရ กะ င် เรียงเราผ่านมากะเรียงป่ะเนาะหอรอเรียงงอเรียงไม่เอกเรียงกะเรียงဆိုတာကရင်ကိုပြောတာပေါ့ကရင်လူမျိုးကျမတို့မြန်မာနိုင်ငံသားကရင်တိုင်းသားတွေကိုပြောတာပေါ့နော်ကရင်အဲ့ဒီကရင်ဆိုတာဒီထိုင်းဘက်မှာလည်းရှိတယ်နော်ထိုင်းမျိုးစုတွေမှာလည်းပါဝင်နေတယ်နော် ပကာကယောလို့ပေါ့ ဟုတ်တယ်ရှိတယ်နော်အဲ့တော့နောက်တစ်လုံးဒါလေးစမထပ်ဖြည့်ထားတယ်ရှိတယ် กะหล่ำปลีกะหล่ำปลี กะหล่ำปลีเนาะกะหล่ำปลี กะหล่ำปลี กะหล่ำปลีก็ กะ บี หล่ำปลี နောက်ထပ်ဘာရှိသေးလဲကရနဲ့ပေါင်းတာလေးကြည့်အောင် กระจก อ่า อ่าก ระ กระเป๋าเอก กระเป๋าก ระดาษ กระดาษ กระดูกอยู่ กระดูก กระ ก ดู ระ ก ดูกกระดูก เป่าแต่กระซิ ก บ ระซิบ คืออะไร กระทะ กระโจกกระทะ กระเทียมที่ตองเชื่อ ဒီမှာအများကြီးပေါ့နော်အဲ့တော့ကနဲ့စတာじゃကတိအုံနုကလာအုံမခွက်ကထုပ်ထိခိုက်တယ်ကထလတ်အတင်းအတင်းကလောဦးကောင်းခွန်ကပရောကเพราအရိယံကရင်ကလမ်ဒီကောဘီထုပ်ကရနဲ့စတဲ့စကားလုံးလေးတွေကကကြုတ်အာ กระเป๋าก ระเป๋าเอ้ยกระดาษสกุลภาษาရွက်တို့กระดาษလို့ခေါ်တယ်တစ်ရှူကိုဆိုရင်กระดาษ กระ tissue ติชชู่ အဲ့လိုခေါ်တယ်နော် tissue ဟုတ်ပြီกระดูกအယိုးပေါ့နော်နောက်ထပ်กระโดด กระดู အဲ့ ก တော့ဒီกระดูกနဲ့กระโดดတတိထားနော်กระดูกกระโดด กระดูก กันนะ กระ ออกเสียง ดูก ผิดนี่ความหมายก็ผิดด้วย ใช่ กระดูกอโยกระโดดคงเป่าเดะกระซิบตีโดเปียวเดะกระทะเดะ กระทะ กระเทียม จะต้อง จะตุ่นผิวเนาะ กระโจก กระเทียมจะตุ่นผิวโอเค ได้ไหมคะทุกคนทันไหมทันไหมโอเค ไปต่อเนาะถ้าคออะอักษรต่ำนะคะ ค่ะคอควายลองดูซิคออะ คออ่ะ ถ้าตัวเดียวเราจะออกเสียงว่าคออะคะใช่ไหมคะคออะคะ คออ่ะคะ สะกดถ้าสะกดเข้าจริงๆ คออะคะนออานาไม่โท นะ 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 ออกเสียงว่าคณะ คณะ คณะใช่ค่ะคณะใกล้ละคะแนน ใช่ไหมคะน้องๆอ่านไปนะ คุณครูจะเปิดสไลด์ให้นะ ชะนี เอ้แนวเลยจ่อชะอม วง ชูเยอะ อือฮึ ชะอ่ ตำหนัก ำ ชะ อ่ อำ ำชะอ่ำ อำเภอชะอ ชะอาการปยา สมมติ ดูดู ำใช่ค่ะ น้อย ง้อย น้อย เลเวมอจีเด ชะง้อยชะง้อ น้อย ย ตะปู ตะปู ตะลึง ตะลึง ตะอ่านกะออ ตะ ก ลึง ตะ ตะกรู จบ ตะกรู เอียงดูเอง เรียง ตะเกียบดู ตะ ก ก ร้า ร้า ปลอ ก็แชร์โล ตะกร้อย ตะกัว หัว ဟုတ်ပြီ หัวโอเค ဟုတ်ပြီနော်คณะใกล้ละคะแนนအမှတ်ပေါ့နော်ชะนีညောင်းလွဲကြော်ชะอมแต่ชะอมလို့ဆိုတာชะอมစူဘုံရွက်ชะอำဆိုတော့ထိုင်းနိုင်ငံဘက်မှာတောင်ပိုင်းမှာရှိတယ်မြို့လေးရဲ့နာမည်ชะอำပေါ့နော်ชะตาဆိုရင်ချုပ်ชะตาတို့ชะตากรรมတို့ရှိတယ်နော်ชะมดဆိုတာကဒိုးတယ်နော်ชะ รู้ ง จั อก ไหมรู้จักชะมดไหม รู้จักชะมดไหมคะ พี่มารู้น้ำเลยละใช่ไหม นี่ก็รู้ล่ะ မဟုတ် ရင်းကတော့မဟုတ်ဘူးတစ်သားမဟုတ်အကောင်ပြောစိတ်တွေဆောင်းတဲ့စားတဲ့အကောင်လေနှာခေါင်းရှိရှိနဲ့ နှာ လေ ခေါင်းရှိရှိလေးနဲ့ပြည့်စိတ်စားရကကဒိုး ခြေ တယ် လေးချောင်းတူပါလေပြော တော့ စိ ပါ တ်တွေ လေး လိုက် နဲ့ စား တူ တ လဲ ယ် ဆိုတော့ဟိုအာ อ๋อလက်သေးရှိရှိနဲ့လားဆရာလက်သေးရှိရှိကြီး ဟု နဲ့ တ်တယ်ဟုတ်တယ် ใช่ ဟုတ် ใช่ တယ် ใช่ ဟုတ်တယ် လိုက်မှာ ဟုတ်တယ်လက်သေးရှိရှိနဲ့နှာခေါင်းရှိရှိနဲ့ပြောစိတ်တွေစားလာ ใช่ ချမတ်လို့ခေါ် ชะมดกระโดပေါ့နော်ชะง้อยလဲပင်မော့ပြီးကြည့်လဲတမင်လဲပြန်ကြည့်တဲ့ပုံစံမျိုးအဲ့လိုမျိုးပေါ့နော်ชะง้อยဟု ချ တ် မ ပြီ တ် ตะมาตะကြတော့တပူတမောတลึงတအန်အော်
ตะกรุดจกตะเกียงมีเองเกียบดูตะกร้าจินดาตะกร้อตะกร้อหรือตะกร้าหรือมาตะกร้าหรือตะก้อหรือตะขอလေးရှိတယ်နော်လောအတန်နေဖြုတ်ပြတะกร้อပေါ့နော်တะกร้อတော့တะก้อချင်းလုံးနောက်တစ်ခုကတะกัวဆိုခဲကိုပြောတာပေါ့နော် ครับ တะกัวค่ะ နာနီနာสนใจนะဒီစာမျက်နှာမှာဒီအနိဋ္ဌံပိုင်းလေးတွေကိုလောင်းဖတ်ကြည့်ပါအောင်ဒီအရှိမရှိတဲ့စကားလုံးတွေကိုသတိတမထွက်ပဲနဲ့အတန်တဝက်လောက်ပဲထိမိဖတ်ကြည့်ပေါ့နော်ครับ ทุกคนเก่งมากนะคะอย่างนั้นคุณครูจะไปต่อเพื่อที่จะได้คำศัพท์เยอะๆนะโอเคได้คำศัพท์สกัดลงเรียนများကြွယ်ဝအောင်လို့ဆက်သွားရအောင်เนาะค่ะโอเคတော်တော်များများတော့စကားပြောတဲ့နေရာမှာထမင်းစားရည်တောင်အများကြီးပြောတတ်ကြတယ်ဒါပေမဲ့ပြောဖို့ရခက်ခဲတဲ့နေရာမှာဘယ်အပိုင်းနေလဲဆိုတော့ဒီစကားလုံးလေးမကြွယ်တဲ့အခါမှာပေါ့နော်ဒါကိုဘယ်လိုခေါ်လဲမသိဘူးပေါ့နော်အဲ့လိုမျိုးလေးအတွက်ဆရာမနည်းနည်းလေးစူးစောင်းပေးထားတာဖြစ်တယ်โอเคแล้วก็ตัวต่อไปตัวนี้รู้จักน้องๆอ่านแหละทีนี้ตาของน้อง ทะลุ 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 ทะลัก ทะลักทะลึ่ง ๆทะเบียนบ้านทะเบียนรถโอเคไปต่อไหม ไปที่นะ โม นะโม บะหมี่ปะการังတဏ္ဍာကြောင့်တန်ပြီးရှင် โอ ပ เค ခပယံလေးဖြည့်ပေးထားပါတယ်ลองอ่านดูซิน้องๆอ่านต่อไปเลย ประตูกระดาน ประวัติ ประวัติ อ่า ประวัติ ประวัติศาสตร์ ประวัติศา ป สต ระ ร์ โยชน์ ประโยค ประโยชน์ ประโยชน์กับประโยค นะ ประ ส โย ก ค လုံးတွေကခတ်လာ ประโย ပြီ ค စကလုံးတွေကခတ်လာပြီ ประโยค ประมูล တတိထားเนาะ ပ ဒါ ระ တွေ หยัด ဖတ်တဲ့အခါမှာ ประโยชน์ ဒါတွေတတိထားမယ်เนาะ ประเภท ประกวด ประกาศประจำประมง ဟုတ်တယ်ဒီစကလုံးတွေကိုဖတ်ခိုင်းမယ်ဒါတွေကခတ်တဲ့စကလုံးတွေဖြစ်တယ်မွေးစားစကလုံးတွေပေါ့เนาะ ประมาท ทำไมประมาท ประมาท ไม่เย ป อะ ระ แยะ มาท ประมาท อย่าประมาทนะ ประ อย่า มาท ประมาท อ่า ဒီမှာประโยชน์ဆိုပြီးဖြစ်တယ်เนาะ ประโยชน์ မဲ့ကိုယ်တွေနဲ့ကပုတ်တွေနဲ့ပေါင်းပြီးမှ ဒါပေမဲ့ဒီမှာတော့ဘာကိုကြည့်ရမလဲဆိုတော့ပရကိုပြောချင်တာပေါ့နော်တချို့မွေးစားစကားလုံးလေးတွေကအတန်လေးတွေကဝန်နည်းတန်စင်အတိုင်းမသွားတာလေးလည်းတွေ့ရမှာဖြစ်ပါတယ် ครับผม โอเคประตู ให้น้องๆ กิจ ให้ การ น้องๆ นะ ครับ โอเคประกันอามาค่ะประกันชีวิตဆိုရင်တော့အသက်အာမခံနော်ค่ะรับประกันဆိုရင်တော့အာမခံပေးတယ်แล้วก็ประวัติอธิปติประวัติศาสตร์သို့မဟုတ်ประวัติศาสตร์သမိုင်းประโยชน์ဆိုတာ ကျိုး အကျိုးไม่มีประโยชน์ ကျိုးမရှိဘူး ใช่ค่ะประโยคอันนี้ประโยชน์เนี่ยแม่กดนะแล้วก็แม่กดคือประโยคประโยคแปลว่าวาจา วาจานะประมูลรีแลนด์เนี่ยประหยัดช่วยได้นะประเทศနိုင်ငံประเภทအမျိုးအစားประกวดပြိုင်ပွဲประกาศကြေညာประจำအမြဲประมงတန်ငါ တန်ငါ ประมาณခန့်မှန်းခြေတိုင်းထားမှုဥပမာဖြင့်ประมาณ4 โมงเย็น ကိနိုင်ဝင်းပြင်မှာ ပတ်ဝန်းကျင်อ่ะဟုတ်တယ်နောက်တစ်ခုကประมาทပေါ့ น้องวันประมาทကိုဆိုတဲ့အခါမှာဒီလိုဆိုရမယ်เนาะဟုတ်เนาะပုံမှန်ဆိုရင်တော့အဲ့ဒီအတိုင်းပဲထွက်ပါတယ်ဒါပေမဲ့သူကအတန်လေးကိုတတိထားရမယ်เนาะဟောဟစ်ပါတဲ့အတန်လေးနဲ့ထွက်ပေးတချို့စကားလုံးတွေကအဲ့လိုအလွတ်မှတ်ရတာဩဒါဆိုရင်ประมาทလို့ဖတ်ရမယ်ဆိုလို့ကိုရီတင်တဲ့ဝဏ္ဏယူတန်စင်တိုင်းကိုတထွက်လို့မရအောင်ထိုင်းစာတခါတလေအဲ့လိုတွေရှိတယ်ပေါ့เนาะကိုရီတင်တာကအနိဋ္ဌံတန်ရှိတရာနဲ့တွဲပြီးအနောက်မှာမဲ့ကော့လို့ပါလို့ဆိုရင်ထိုးတန်လို့ပါလို့ထွက်မယ်လို့ကိုကမှတ်တာပဲမဲ့တခါတလေမှာအဲ့လိုစကားလုံးတွေပေါ်လာတတ်တယ်เนาะ ดูสิประเสร็จแล้วก็ปอเสร็จแล้วก็อ๋อเขียนว่าเพราะอะพระก็จริงแต่เวลาอ่าน พยา ပြော ว เป็น พยาว ค พยาว ำปราวิสัญชนี ยาว
คำว่าพยุนก็ไม่รู้เหมือนกันไอ้ตัวเนี้ยเขาเรียกว่าตัวอะไร พยูนเดี๋ยวอาจารย์หาให้นะครับเดี๋ยวให้ครูสอนเลย พยาวพยาวမျိုးပေါ့နော်พระสระพยาพยุนဆိုတာဒီကောင်လေးကိုပြောတာဖြစ်တယ်พ่อสำเภาสระอาการะဒီพ่อสำเภาสระอาတို့ထောထုံစระอาတို့မှာじゃပါဠိစာတွေကိုရေးတဲ့အခါမှာပဲသူကသုံးတာများတယ်ပေါ့နော်အဲ့တော့ဒီစကားလုံးလေးကဖခဝโตလို့အတန်ထွက်ရမယ် ว่าโต ဖခဝโต คำว่าโต บะหมี่ โตเขาคือ ทำไหมคะน้องๆหน้านี้ก็ไม่ยากอะไรมากหรอกเพราะไม่ค่อยมีด้วย แต่ต่อไปอักษรต่ำที่คำว่ามะคำว่ามะเนี่ยเยอะนะรู้ไหมเริ่มต้นด้วยมะ มีอะไรบ้าง มะพร้าว ต้นตีมะนาวตังหญ้าตีมะกรูดเฉาม ะรุม รุมดันนันลงตี มะระ ใจแห้งาตีมะขอวออีดอก ควิดมะควิด ขิก ขอไข่ ขอวออีดอกขิด มะขวิด มะขิด มะขวิด တီးတီးဆိုတာကြားဘူးလားတဲ့ဒီထဲမှာ ตีจับเลยเคยได้ยิน เก่ง ဘာ นะ နဲ့ น้อง တူ ผิด လဲ กันเคยได้ยิน โอ้ดูလိုမျိုးလားဆရာမ อ่า โอเค ถูกต้อง แค่ ไม่โยง ค่ะมะปรางมะยงชิดจะอุมยันดีมะปรางมะยันดีบอกเนาะมะไฟมะพร้าวมะนาวมะกรูดมะลุมมะระมะขวิดมะม่วงหินมะพานต์มะยมมะยงชิดมะปรางมะไฟ